အားလုံးဝဲမင်္ဂလာပါ Talk Manual ကနေပြီးမှကြိုဆိုလိုက်ပါတယ်ဆိုတော့ Manchester United နဲ့ပတ်သက်လို့တော့ဒီတလောမှာဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးပြောရရှိတယ်အဲ့ဒါကဘာလဲဆိုတော့ neutral pass တွေပြီးတော့လို့ရှိရင်စိတ်လှုပ်ရှားစရာတွေဂျားတွေက Joshua Zirkzee ဆိုတဲ့အကြောင်းဘာလို့လဲဆိုတော့ဒီအကြောင်းကို topic တည်နေတာကအချိန်တစ်ခုကြာနေJoshua Zirkzee ရဲ့ passing တွေ Joshua Zirkzee ရဲ့ touch တွေဘောလုံးတစ်ချက်ထိလိုက်တိုင်းမှာ तू ဘာလုပ်လိုက်မလဲဆိုတော့ရင်သက်ရှုမောစရာတွေပေါ့ဘာလို့လဲဆိုတော့ तू ဘောလုံးထိရဲ့ပုံစံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရတာဘာလဲဆိုတော့ confidence ဆိုတော့ဒီလိုကစားသမားမျိုးကျွန်တော်တို့အတိတ်ကာလမှာလေးလည်းရှိခဲ့ဘူးလေဥပမာပြင်းဆိုလို့ရှိရင် Berbatov ကဘောလုံးထိချက်လေးတွေဆိုလို့ရှိရင်ဒါငြိမ်လုံးနဲ့ तू ကအရန်ကြီးပြေးလွှားနေတဲ့ကစားသမားမျိုးမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ပြေးလွှားနေတဲ့ပုံစံမှာကိုကကြည့်ရတာရတာမြောက်တယ်လို့ပြောရလိမ့်မယ်သူ့ရဲ့ဘောလုံးထိချက်တွေကဘယ်လိုထိမလဲဘယ်အချိန်မှာထိမလဲသူ jogging လေးပြေးနေတာကအစဆွဲဆောင်မှုရှိလို့ねဆိုတော့အဲ့ဒီလိုကစားသမားမျိုးတွေအတွက်ရေးကြည့်တာပါလဲဆိုတော့ confidence ဆိုတော့ confidence ကိုJoshua Zirkzee ကလက်ရှိ Manchester United မှာရှာဖွေနိုင်နေပြီလို့ပဲပြောရလိမ့်မယ် Joshua Zirkzee ရဲ့ပွဲစဉ်ကျွန်တော်ပြီးခဲ့တဲ့ Arsenal နဲ့ပွဲစဉ်ကိုလည်းတခြားကြည့်ခဲ့ပြီးပြီးတော့လို့ရှိရင်ဒီအခုပြီးခဲ့တဲ့ရက်ကကန်ခဲ့တဲ့ပေါ့နော် Sociedad နဲ့ပွဲစဉ်ကိုလည်းကြည့်ပြီးသွားပြီကျွန်တော်နောက်ထပ်တစ်ခေါက်တွေပြန်ကြည့်ပြီးသွားပြီပြန်ကြည့်ပြီးတဲ့အချိန်မှာဘာကိုမြင်ရလဲဆိုတော့ Arsenal နဲ့ပွဲစဉ်မှာတော့ Joshua Zirkzee ကနည်းနည်းလေး shaky ဖြစ်တယ်လို့မြင်တယ်သူ့ရဲ့နည်းနည်းလေးစိတ်လှုပ်ရှားနေပေါ့ဗျာ emotion ကနည်းနည်းလေးမြင့်တက်နေတဲ့အချိန်မှာသူ့ရဲ့ဒီ fully potential ကိုမထုတ်နိုင်ဘူးReal Sociedad နဲ့ပွဲမှာတော့အဲ့လိုမဟုတ်ဘူးတကယ်ကို really calm မဲ့လုံးဝ easy လေးကိုကစားသွားတာဒီ Sociedad နဲ့ပွဲစဉ်ကိုကျွန်တော်ဒီ Telegram ကျွန်တော် channel မှာဆိုလို့ရှိရင်ဒီပထမပိုင်းကိုဒုတိယပိုင်းကိုနှစ်ခုခွဲတင်ထားပေးတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင် Joshua Zirkzee ရဲ့ test လေးတွေကိုတော့ကြည့်လို့ရတယ်လုံးဝငြိမ်နေပြီးတော့လို့ရှိရင်သူ့ရဲ့ဒီတီငြိမ်ငြိမ်နဲ့ဘောလုံးကိုအရင်ပြီးလွှားနေရမျိုးမဟုတ်ဘဲနဲ့တဦးချင်းစီတိုင်းက easy လေးလှုပ်ရှားနေတဲ့ပုံစံတွေကအားဆွဲမဖို့ကောင်းတယ်ကျွန်တော်ကိုယ်တိုင်ကပဲအဲ့လိုပုံစံလေးတွေကိုသဘောကျတတ်လို့လားတော့မပြောတတ်ဘူးဒါပေမဲ့ Manchester United မှာ normal pass တွေပြေးလွှားတာတွေဒါတွေကိုပဲအများနဲ့မြင်နေရတာပရိသတ်တွေအနေနဲ့အများနဲ့နှီးပါးမှာဒါမျိုးပုံစံတွေပဲတွေ့နေရမှာပဲဒါပေမဲ့ Joshua Zirkzee ကတော့အဲ့လိုမဟုတ်ဘဲနဲ့တခြားမတူညီတဲ့ရတာတစ်ခုကိုပြီးနိုင်တဲ့ကစားသမားလို့ပဲပြောရလိမ့်မယ်ဒီလိုပုံစံကစားသမားမျိုးကျွန်တော်တို့အတိတ်ကာလမှာ Martial ကကစားခဲ့ဘူးလေဒါပေမဲ့ Joshua Zirkzee လောက်ထိအရန်ကြီး performance ကြီးအရန်ကြီးအများကြီးနဲ့လောက်တာမျိုးမဟုတ်ဘူး Martial ကလည်းတကယ် individual skill အဲ့ဒီကာလမှာတော့တကယ်ကောင်းခဲ့တဲ့ကစားသမား Manchester United ကိုစတင်ရောက်ရှိလာကြတဲ့ကဘောလုံးလျွန်းတာရခဲ့ရင်းဆိုတဲ့ contract ပါချုပ်ခံထားတဲ့ကစားသမားဆိုတော့ပြောချင်တာက Martial ရဲ့အဲ့ဒီတုန်းက potential ကိုပြောချင်တာဆိုတော့ Joshua Zirkzee က Manchester United စီရောက်ရှိလာတဲ့အချိန်မှာနည်းနည်းလေးMartial တက်စားလို့ရှိရင်ပို့ပြီးတော့မှမေးဆွဲဖြစ်နေတဲ့ကစားသမားလို့ပြောလို့ရတယ်အသက်ကလည်း20နဲ့မှ9နှစ်လက်ရှိ Manchester United ပေးလိုက်တဲ့ပြောင်းရွှေ့ကြေးကပေါင်30နဲ့မှ6တန်းအဲ့ဒါအပြင်ကိုလစာကလည်းတစ်ပတ်ကိုမှပေါင်3သိန်း9000ဆိုတော့တော်တော်လေးအရန်ကြီးမများလာတဲ့ပမာဏမျိုးနဲ့ United ကခေါ်နိုင်ခဲ့တာတန်တယ်လို့ပြောရမယ်9နှစ်စာချုပ်နဲ့ United ကခေါ်ယူနိုင်ခဲ့ထားတာဆိုတော့ဒီ Joshua Zirkzee အနေနဲ့ပြီးခဲ့တဲ့ Sociedad နဲ့ပွဲမှာဆိုရင်သူ့ရဲ့ confidence အပြည့်အဝကိုကျွန်တော်တို့မြင်ရတယ်တယောက်ချင်းစီဆွဲထုတ်သွားတာတွေ touch line သားလေးမှာသူလှုပ်သွားတဲ့ touch လေးဆိုလို့ရှိရင်တော်တော်လေးကိုလှတယ်ပွဲချိန်တော့ကျွန်တော်ဒီချာမမှတ်မိတော့ touch line သားလေးမှာတင်ဘောလုံးလေးပြိုင်ပြီးတော့မှ back ဆိုပြေးလမ်းကြောင်းလေးကိုထုတ်သွားတာလေးကအရန်ကိုမှကြည့်လို့လှတယ် Joshua Zirkzee ကဒီ Sociedad နဲ့ပွဲစဉ်မှာသူ့ရဲ့ confidence level အမြင့်ဆုံးကိုရရှိခဲ့တာလို့မြင်တယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Joshua Zirkzee ကကန်ချက်4ချိန်ထိရတယ် keepers 3ချိန်ရတယ်ပြီးတော့လို့ရှိရင်ထိတ်ကွန်3ချိန် complete ဖြစ်တယ်ဒါက Joshua Zirkzee Manchester United ပွဲစဉ်တွေအားလုံးထဲမှာတလို့ရှိရင်တပွဲထဲမှာအများဆုံးလုပ်နိုင်တဲ့ပမာဏပဲလက်ရှိချိန်ထိတောင်မှဆိုတော့သူ့ရဲ့ confidence ကိုတဖြည်းဖြည်းချင်းကို Joshua Zirkzee ကပြန်လည်ပြီးတော့မှရှာဖွေနေပြီလို့ပဲပြောရလိမ့်မယ်ဆိုတော့ကစားသမားတွေရဲ့ confidence level မြင့်လာတာကဘာကိုပြောချင်တာလဲဆိုတော့အသင်းတစ်သင်းရဲ့တဖြည်းဖြည်းချင်းနဲ့ဒီ form အတွင်းမှာမိလာမှုကိုပြချင်တာဆိုတော့ Joshua Zirkzee ကိုယ်တိုင်ကသူ့ရဲ့ character ပေါ့နော်သူ့ရဲ့ character ကိုကောင်းကောင်းနားလည်လာပြီးဒီ character ကိုလည်း squad အတွင်းမှာဘယ်လိုသုံးအောင်မလဲဆိုတာလည်း Ruben Amorim ကကောင်းကောင်းနားလည်လာပြီးဆိုတာကိုထင်သာမြင်သာရှိစေလိမ့်မယ် Manchester United ကလက်ရှိလောလောဆယ်ရမှတ်တွေအရာတိုးတက်လာမှုတွေမရှိဘူးဆိုသည့်တိုင်အောင် Joshua Zirkzee ရဲ့ကစားပုံကိုကြည့်မယ်ဆိုလို့ရှိရင်အသင်းတွင်ဒီ dressing room မှာဘယ်လောက်တောင်မှ confidence level တွေရှိနေတယ်လဲဆိုတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်အဓိကအရေးကြီးတာအဲ့ဒါပဲအဓိကအရေးကြီးတာကျွန်တော်တို့ Manchester United ဆိုလို့ရှိရင် results ကအရေးကြီးတယ်လို့ပြောရတယ်ဆိုပေမဲ့လည်းဒီ results စီကိုဦးတည်ဖို့အတွက်အရင်ဆုံးရေးကြီးတာကစားသမားတွေရဲ့ confidence ပဲဒါကိုကျွန်တော်တို့ Joshua Zirkzee စီမှာမြင်ရလိမ့်မယ်ဆိုတော့ Joshua Zirkzee ရဲ့ကစားပုံလေးတွေကကျွန်တော်တို့အချက်လက်တွေရကြည့်မယ်ဆိုလို့ရှိရင်တော့အရင်အားရခြင်းတွေကောင်းတဲ့ချက်လက်မျိုးတွေမဟုတ်ဘူးဒါပေမဲ့တကယ်တမ်းပွဲထဲမှာကြည့်ရဆိုလို့ရှိရင်တော့တော်တော်လေးကိုမှစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားလိုပဲပြောရလိမ့်မယ်ဆိုတော့ Manchester United ပရိသတ်တွေကတော့ပြေးတာလွှားတာတွေနဲ့ပဲနေသားကြနေဆိုပေမဲ့ Joshua Zirkzee ကတော့မတူညီတဲ့ရတာတစ်ခုကို United squad အတွင်းကို United ပရိသတ်တွေအတွင်းကိုယူဆလာနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်ဆိုတော့ဒါက Joshua Zirkzee နဲ့ပတ်သက်ပြီးမှ
လက်ရှိလောလောဆယ်ကျွန်တော်လက်တန်းကျွန်တော်မြင်မိတာခံစားမိတာကိုအဓိက discuss လုပ်တာပါဆိုတော့မတူညီတဲ့မြင်နေလဲရှိကောင်းရှိနိုင်ပါလိမ့်မယ်ဆိုတော့ comment ထဲမှာဝင်ရောက်ဆွေးနွေးကြပါဦးကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့